မြန်မာအမျိုးသမီးဘောလုံးလောကကိုလှုပ်ခတ်သွားစေမဲ့အပြောင်းရွှေ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အခုနှစ်မှာအမျိုးသမီးအသင်းကိုစတင်ဖွဲ့စည်းလိုက်တဲ့ရတနာပုံအသင်းဟာမြန်မာလက်ရွေးစင်ဝါရင်တိုက်စစ်မှုဝင်းသိမ့်ကြီးထွန်းကိုတိုက်စစ်ပိုင်းအတွက်အောင်မြင်စွာခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ကျောက်တန်းမြို့နယ်ရွှေပြောက်ကြီးရွာကနေထွက်ပေါ်လာခဲ့တဲ့အသက်32နှစ်အရွယ်တိုက်စစ်မှုအောင်ဝင်းဟာအိန္ဒိယမလေးရှားနဲ့နီပေါလီတို့မှာလှည့်လည်ကစားပြီးအောင်မြင်မှုများစွာရယူခဲ့တဲ့ဝါရင်ကစားသမားတဦးပါသူမဟာမြန်မာမျိုးသမီးလိပ်တမိုင်းတစ်လျှောက်ဂိုးအများဆုံးတွင်းယူထားတဲ့စံချိန်ရှင်ဖြစ်တယ်လို့အိန္ဒိယကလပ်မှာကစားစဉ်ကလည်းတပွဲတည်း15ဂိုးအထိတွင်းယူခဲ့တဲ့စံချိန်ကောင်းတွေကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်အခုအသင်းတည်ရတနာပုံမှာတော့ကျောနံပါတ်9ကိုဝစ်စင်မှာဖြစ်ပြီးအသင်းကောင်းဆောင်ဖြစ်ပါတာဝန်ယူကစားသမားတွေကိုဥဆောင်သွားမှာပါအထူးခြားဆုံးကတော့မြန်မာမျိုးသမီးလိပွဲဦးထွက်ပတ်အဖြစ်လာမယ့်ဇွန်လ16ရက်နေ့ညနေ3နာရီခွဲမှာရတနာပုံအသင်းဟာအဝင်းရဲ့အသင်းဟောင်းရန်ကုန်ယူနိုက်တက်အသင်းနဲ့ YUSC ကွင်းမှာထိတိုက်ရင်ဆိုင်ရမယ့်မြန်မာဒါဘီပွဲစဉ်ရှိနေတာပဲဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ရာသီကဖြူဖွေးထွက်ခွာသွားပြီးနောက်တန်းပိုင်းအားနည်းချက်ရှိနေပြီးကစားသမားတစ်ထက်မှန်မဖြစ်တင်းပဲအရန်ကစားသမားတွေနဲ့သာအားဖြည့်ထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဝါရင်တိုက်စစ်မှုအဝင်းအနေနဲ့ရန်ကုန်ရဲ့နောက်တန်းကိုလက်တကူကျော်ဖြတ်ပြီးရတနာပုံအသင်းအတွက်ဂိုးများများသွင်းကခြေစွမ်းပြနိုင်မလားဆိုတာဘောလုံးပရိသတ်တွေအားလုံးကရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါတယ်